ဒီတစ်ခါမှာတော့သူမငိမ်မခံတော့ဘူး ID ကိုအကျဉ်းပြန်လို့ပြီးရေးစားဖြစ်သူကိုပါတစ်ချက်နားတစ်ချက်ရိုက်ချလိုက်တယ်အငင်ဘဝတုန်းကသူမကအချစ်ကြီးသူဆိုတော့ရေးစားဖြစ်သူကအန်ဩသွားတာပေါ့သူကလမ်းခွဲမယ်လို့ချိန်ချောက်တော့သူမကနောက်ထပ်ပါတစ်ချက်ထက်ရိုက်ပြီးမင်းနဲ့အတူရှိနေတာအထက်လမ်းခွဲရတာကအများကြီးပိုကောင်းတယ်လို့ပြောလိုက်တယ်shopping လည်းမသွားဘူးလို့ပါသူမကကြော်ညာလိုက်ပါသေးတယ်ဒါကိုကြတော့အဲ့ဒီမိန်းကလေးကသူမမပိုင် shopping သွားမှာကိုဖျက်လိုက်မယ်လို့တမင်တက်တက်ပြောလိုက်ပြန်တယ်ဒီတော့အလကားရရင်လိုချင်နေတဲ့လို့ဖော်ကိုက်ဘက်တွေကသူမကိုဝိုင်းအဖြစ်တင်ပြီးအိတ်ကိုအကျဉ်းလို့ဖို့စူးစမ်းကြတာပေါ့ဒါပေမဲ့အရင်ဘဝကလို့မဟုတ်ကြဘူးဒီတစ်ခါသူမကအိတ်ထဲကငရုတ်ကောင်းစပရေးနဲ့အားလုံးကိုဝိုင်းဖြန့်လိုက်တယ်လို့ဖော်ကိုက်ဘက်တွေလည်းကြောက်ပြီးနောက်ဆိုသွားကသူတို့ ID ကိုပဲအဲ့ဒီမိန်းကလေးကိုပေးလိုက်ကြတော့တယ်ဒါကိုကြည့်ပြီးဒီ ID ကတ်တွေနဲ့ယွမ်တန်းကြီးချေးလို့မရဘူးဆိုလားတိနေတဲ့ကောင်မလေးကစိတ်ထဲကနေလှောင်ပြုံးနေမိတာပေါ့အဲ့ဒီနောက်အဲ့ဒီမိန်းကလေးကနောက်တနေ့မှာ shopping ထွက်မယ်လို့ထပ်ပြီးကြော်ညာလိုက်တယ်။ရေးစားနဲ့အဲ့ဒီမိန်းကလေးထွက်သွားတော့ကောင်မလေးကလည်းအစည်းအဝေးဆွဲပြီးသူမရဲ့ credit card တွေအားလုံးကို online shopping မှာ limit ပြအောင်သုံးလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါတယောက်ယောက်သူမအိတ်ကိုဖွင့်ထားတယ်လို့တန်တရားဝင်မိပေမဲ့ ID ကတော့ရှိနေသေးတယ်။ရုံးမှာသူမရဲ့ရေးစားဟောင်းကိုမြင်လိုက်တဲ့အခါသူက ID ကိုမိတူကူးထားတာထင်နိုင်တယ်လို့တွေးလိုက်မိတယ်။သူမထင်တဲ့အတိုင်းပါပဲ။အဲ့ဒီမိန်းကလေးကအဲ့ဒီ ID မိတူနဲ့အကျွေးယူခဲ့တာပါ။မကြခင်မှာပဲဘန်ရဒန်ဒီသူမအိမ်ကိုရောက်လာကြတယ်။အရင်ကရီးစားသွားယွမ်3တန်းချေးပေးထားတာရဲ့အခု credit card တွေ limit ပြည့်သွားတာရဲ့ကြောင့်စနစ်ကနေတတိပေးချက်တက်လာတာပါ။ဒါပေမဲ့ဒီတစ်ခါတော့သူမကတစ်ချက်မှမရစေရဘူးလို့ပြက်သားဖျော်ပြီးသူတို့ရှိတဲ့ဖုန်းနံပါတ်ကို block လုပ်လိုက်ပြန်တယ်။ဘန်ရဒန်ဒီဒေါသထပ်သွားပြီးညဘက်မှာတော့ကတ်တွေအောက်လုံးကိုပိတ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီထဲမှာအဲ့ဒီ main ကလေးအကျွေးယူထားတဲ့ကတ်လည်းပါသွားတာပေါ့။ဒီလိုတရုတ်စကားတိုလီတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ recap movie